လူတိုင်းမှာပြောမပြနိုင်တဲ့လှုပ်ဝက်ချက်တစ်ခုခုရှိကြတယ်ဒါပေမဲ့ဒီမျိုးရဲ့မိုးရွာတဲ့ညတိုင်းဒီစာကြည့်တိုက်ရဲ့နေရန်တိုင်းမှာတိတ်ဆိတ်နေတဲ့အမှန်တရားတွေရှိသေးတယ်ကာဖေပူပူလေးတစ်ခွက်ကိုတောက်ပြီးအရာအလုံးကိုမေ့ထားခြင်းမိခဲ့တယ်တချင်းအေးအေးလေးတစ်ပုတ်ကိုနားဆင်းရင်အရာအလုံးကိုခဏမေ့ထားလိုက်တယ်အေးများတဲ့လေညင်ကငါနှလုံးသားကိုလာနိုးစော်တယ်မောချီလိုက်စမ်းပေါ်ကိုအဆုံးစားမဲ့တဲ့ကောင်းကင်ကြီးရင်ခုန်သံတွေကစီးကြကြလို့အခုပဲရဲရာရှိဟောင်းဦးမျိုးအောင်ပါအခုတော့အငိမ့်စားဒါပေမဲ့အတိတ်ကမပြီးဆုံးသေးတဲ့အမှုတွေကကျွန်တော်ကိုမဆုံးခွာသေးဘူးဒီညဟာမိုးလုံးလုံးရွာတဲ့ညဘီလုံးတစ်လုံးနဲ့ဒီခန်းထဲမှာထိုင်ရင်အမှုဟောင်းတစ်ခုရဲ့ဖိုင်ကိုပြန်ဖွင့်လိုက်မိတယ်အသက်ရှူတဲ့တွေကပိုလို့လာတယ်လောကကြီးရဲ့ဖိအားတွေကိုလွှတ်ချလိုက်အဲ့ဒီဖိုင်ထဲမှာပုံတပုံရှိတယ်မိန်းကလေးတစ်ယောက်ပျောက်ဆုံးသွားခဲ့တယ်ရဲကလူတက်မှုလို့တတ်မှတ်ပေမဲ့အလောင်းမတွေ့ဘူးတက်သေးမရှိဘူးတယောက်တည်းလေထဲပျောက်သွားတယ်လို့ပဲဖိုင်တွဲကိုကြည့်နေတော့မှပဲဖုံးမိလာတယ်အခြားတစ်ဖက်ကအတန်ကဟုတ်ကဲ့ရဲအရာရှိဟောင်းဦးမျိုးအောင်လားခင်ဗျာရှာနေတဲ့သူအသက်ရှင်သေးတယ်ဒါပေမဲ့မနှက်ဖြန်မတိုင်းခင်အထိပဲဆိုတာကိုကျွန်တော်အကြောင်းကြားတာပါဒါပဲတော့ဦးမျိုးအောင်အဲ့ဒီချိန်မှာကျွန်တော်နားလည်လိုက်တယ်ဒီအမှုဟာအတိတ်မှမကြံခဲ့ဘူးဒီညပဲကျွန်တော်ဖြေရှင်းရမယ်မဟုတ်ရင်နောက်ထပ်တစ်ယောက်ထပ်ပြောက်လိုက်မယ်ဖုန်းကိုချလိုက်ပေမဲ့ကျွန်တော်လက်တွေတုံနေသေးတယ်ဒီဖုန်းခေါ်ဆိုမှုကို20လုံးငါဆောင်ခဲ့ရတာအခုတော့အဖြေရတော့မဲ့အစာမေးခွန်းတစ်တွေရှုပ်ထွေးလာတယ်ဘသူခေါ်တာလဲဘာကြောင့်အခုမှဆက်သွယ်တာလဲပြီးတော့ဒီမနှက်ဖြန်မတိုင်ခင်ဆိုတာဘာကိုဆိုလိုတာလဲကျွန်တော်ကော်ဖီခွက်ကိုကင်လိုက်တဲ့ကော်ဖီကအေးနေပြီးနာရီကည7:00နာရီခွဲကျန်တဲ့အချိန်နာရီဝက်ပဲရှိသေးတယ်အတိတ်ကအမှုတွေကိုပြန်မတွေးတော့ဘူးစဉ်းစားထားပေမဲ့အခုလက်တွေ့ဘာလုပ်ရမလဲစဉ်းစားရမယ်ပထမဆုံးတဲလွန်စဖုန်းနံပါတ်ဖုန်းနဲ့ကြည့်လိုက်တော့ကိုပိုင်နံပါတ်လို့ပဲပြတယ်ဒါဆိုခေါ်သူကနီးပညာကျွမ်းကျင်သူဒါမှမဟုတ်ရဲဟောင်းဒါမှမဟုတ်ငါကိုတည်တဲ့သူဒုတိယတဲလွန်စအတန် operator လို့မဟုတ်ပဲစကလုံးတွေမရိပ်မိအောင်ပြောတတ်တဲ့အလွန်အမင်းအေးဆေးတည်ငြိမ်တဲ့ဒါမျိုးတန်မျိုးကိုငါနှစ်ဆက်အတွင်းတစ်ခါမှမကြားဘူးပြီးတော့တတိယတဲလွန်စသူပြောတဲ့နေရာစာကြည့်တိုက်ရဲ့မြေအောက်ခန်းလေဒါပေမဲ့ဒီစာကြည့်တိုက်မှာမြေအောက်ခန်းမရှိဘူးလို့လူတိုင်းသိတယ်ဒါမှမဟုတ်လူတိုင်းသိအောင်မပြောထားတာလားကျွန်တော်ဖိုင်ကိုယူပြီးထွက်လိုက်တယ်မိုးကြီးစွာရွာနေတဲ့ကားကိုနှိုးပြီးစာကြည့်တိုက်စီမောင်းလိုက်တယ်လမ်းတစ်လျှောက်အတိတ်ကမျက်နှာတွေပြန်ပေါ်လာတယ်အဲ့ဒီညကမင်းကလေးမျက်လုံးများမပြောက်ခင်ကသူမပြောခဲ့တဲ့စကားဦးမျိုးအောင်သမီးကိုဘယ်သူမှမယုံကြဘူးဒါပေမဲ့သမီးစကားကိုနားထောင်ပေးပါဒီစာကြည့်တိုက်အောင်မှာအဖြေရှိတယ်အဲ့ဒီစကားအတိုင်းငါသွားတော့မယ်အဖြေကိုရှာတော့မယ်ဆုံးဖြတ်လိုက်တယ်စာကြည့်တိုက်ကြီးရှိမှကားရက်လိုက်တဲ့မိုးရီတွေကပြတင်းပေါက်ဟောင်းတွေကိုရိုက်ခတ်နေတဲ့အဆောက်အုံဟာအိမ်မက်ဆိုးတစ်ခုလိုမှိုင်းညို့စွာရက်တည်နေတယ်တကားကြီးကတော့ခတ်ထားတယ်ဒါပေမဲ့ရဲဟောင်းတစ်ယောက်အနေနဲ့အတင်းဝင်ဖို့နီလန်းတွေတိပါတယ်ဘေးဘက်ကပြတင်းပေါက်ဟောင်းတစ်ခုကိုဖွင့်လိုက်တဲ့အတွင်းထဲကစာအုပ်တွေရဲ့အနှံ့နှစ်ပေါင်းများစွာစုပုံနေတဲ့ဖုံမုံနှံငါ့ကိုအတိတ်စီပြန်ခေါ်သွားတယ်လို့ပဲလျှက်တစ်ပြက်နဲ့ငါမျက်လုံးထဲမှာအဲ့ဒီညကမြင်ကွင်းတွေပြန်ပေါ်လာတဲ့မိန်းကလေးသူမရဲ့ကြောက်လန့်တကြားမျက်လုံးတွေကျေးဇူးပြုပြီးမြေအောက်ခန်းကိုလာခဲ့ပါတဲ့ဒီညဆိုလာခဲ့ပြီလက်နှိပ်တမီကိုဖွင့်လိုက်တဲ့အလင်းတန်းကစာအုပ်စင်တွေကိုဖျက်တမ်းသွားတဲ့စာကြည့်တိုက်မှုရဲ့စပွဲစီသွားလိုက်တဲ့စပွဲပေါ်မှာဖုံထူနေတဲ့မြေပုံဟောင်းတစ်ခုအဲ့ဒီမြေပုံမှာစာကြည့်တိုက်ရဲ့မြေအောက်ခန်းစီသွားတဲ့လှုပ်ဝက်လမ်းကြောင်းရေးဆွဲထားတဲ့ဒါကိုဘယ်သူမှမသိဘူးဘာလို့ဒီမြေပုံဒီမှာရှိတာလဲငါ့ကိုပြသချင်လို့လားလမ်းကြောင်းအတိုင်းလိုက်သွားတဲ့စာအုပ်စင်ကြီးတစ်ခုရဲ့နောက်ဖက်တန်ချေးတက်နေတဲ့တကားငယ်လေးလက်ကင်ကိုဖိလိုက်တော့အတွင်းထဲကအေးဆက်တဲ့လေဟာငါမျက်နှာကိုရိုက်ခတ်လာတဲ့လှေကားထစ်တွေအောက်ကိုဆင်းသွားတယ်ခြေလမ်းတိုင်းမှာတန်ချေးတက်နေတဲ့လှေကားတန်တွေမြည်တဲ့အောက်ကိုရောက်တော့
ကျင်းမြောင်းတဲ့စစ်ကြံဟောင်းနေရန်တွေပေါ်မှာရှေးဟောင်းပကြီးကားတွေတကားချင်းစီရဲ့မျက်လုံးတွေကငါ့ကိုစိုက်ကြည့်နေတယ်လို့ခံစားရတယ်စင်ကြံအစုံမှာအခန်းတစ်ခန်းတကားကဖွင့်ထားတဲ့အတွင်းထဲဖျောင်းနိုင်မီလုံးလေးတစ်လုံးလောင်ကျွမ်းနေတဲ့စပွဲပေါ်မှာဓာတ်ပုံတစ်ပုံငါဓာတ်ပုံငယ်ကရဲတင်တန်းတက်တုံးကဓာတ်ပုံအောက်မှာစာတန်းတစ်စောင်ရေးထားတယ်ဒီအမှုကိုဖြေရှင်းနိုင်တဲ့တယောက်တည်းသောသူကတော့တင်ပါငါလက်တွေချွေးစေးတွေထွက်လာတယ်ဒါဟာငါ့ကိုဆွဲသွင်းဖို့လှုပ်ထားတဲ့ကွန်ရက်ဒါမှမဟုတ်အကူညီလာပြတင်းပေါက်စီငါမျက်လုံးလွှဲလိုက်တဲ့နေရံမှာပင်နဲ့ရေးထားတဲ့စာလုံးတွေတွေးချောက်လို့ရောင်ရင်းနေတဲ့စာလုံးတွေသူမဒီနေရံထဲမှာရှိတယ်ဒါဆိုငါရှာနေတဲ့မိန်းကလေးဟာဒီစာကြည့်တဲ့နေရံထဲမှာနှစ်ဆက်လုံးငါရဲ့နောက်ကျောကနေရံကိုလက်နဲ့ထောက်လိုက်တဲ့အေးဆက်နေတယ်ပြီးတော့ခောက်တန်တစ်ချက်နေရံရဲ့နောက်ဖက်မှာလေးဟာပြင်းတစ်ခုရှိတယ်အခုချိန်မှာနာယီကည7:05ဒီနေရံကိုဖြိုဖို့ဒါမှမဟုတ်အဖြေကိုရှာဖို့ဒါပေမဲ့ငါတယောက်တည်းကိရိယာမပါပဲဘယ်လိုလုပ်မလဲအဲ့ဒီအချိန်မှာငါနောက်ကခြေတံတစ်ခုကြားလိုက်ရတယ်လှည့်ကြည့်လိုက်တော့ဘီကိုမြူလိုအရေးတစ်ခုပြီးတော့အတန်တစ်ခုငါအတိတ်ကကောင်းကောင်းသိတဲ့အတန်ဦးမျိုးအောင်ခမရအချိန်မီရောက်လာတယ်လာကျုပ်တို့အတူတူလုပ်ငန်းစားလိုက်ရအောင်အချိန်မရှိတော့ဘူးအဲ့ဒါငါရဲ့လက်ထောက်ဟောင်းတိတ်ဆုံးသွားပြီလို့ငါထင်ခဲ့တဲ့လူရဲအရာရှိကိုစော်လင်းသူဟာအသက်ရှင်နေတဲ့သူ့မျက်လုံးထဲမှာအတိတ်ကလိုရိုင်းဆိုင်မှုမရှိတော့ဘူးယခုတော့အေးဆက်နေတယ်သူ့လက်ထဲမှာပစိန်တလက်ဒီနေရန်ကိုငါတို့အတူဖြိုမယ်အဲ့ဒီမှာအဖြေရှိတယ်ဒါပေမဲ့ခမရအစင်သင်းဖြစ်ပြီလားအဲ့ဒီအခါမှာငါနားလည်လိုက်တယ်ဒီအမှုဟာလူသက်မှုမဟုတ်ဘူးဒါဟာနှစ်ဆက်ကြာဖုံးကွယ်ထားတဲ့အမှန်တရားတစ်ခုရဲ့အစပဲရှိသေးတယ်ကျွန်တော်တို့အပိုင်းနှစ်မှာဘာတွေဆက်ဖြစ်မလဲဆိုတာကိုဆက်လက်အားပေးပါအောင်ကျေးဇူးအထူးတင်ပါတယ်